လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကလူသားတွေရဲ့ဘဝမှာရှင်းမပြနိုင်တဲ့အရာတွေဟာအမြဲတမ်းရှိနေခဲ့ပါတယ်။ရှေးခေတ်တုန်းကထူးခြားတဲ့ဖြစ်ရပ်တွေယောဂါတွေအိမ်ထဲမှာမကောင်းတာတွေဖြစ်လာတဲ့အခါလူတွေကစေပညာအရရှင်းမပြနိုင်ဘူးဆိုရင်စုံအတက်မှော်ပညာနဲ့ဆက်ဆက်ပြီးတွေးလိရှိပါတယ်။ဒီလိုအရာတွေဟာဘလောက်တောင်လက်တွေ့နဲ့နီးစပ်နေလဲဆိုတာကိုဒီကနေ့တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ပြီးတော့ရှေးခေတ်ကတည်းကရှိခဲ့တဲ့ကြောက်စရာအကောင်းဆုံးမှော်ပညာ6မျိုးကိုလည်းနားထောင်ရမှာဖြစ်ပါတယ်။တခါတုန်းကထိုင်ဝမ်နိုင်ငံပင်တုံးမှာနေထိုင်တဲ့လူတယောက်ရဲ့ဖခင်ကဝိညာဉ်ပိုင်းဆိုင်သူတယောက်ဖြစ်ခဲ့ပူပါတယ်။နတ်ဖျားတွေကိုကိုယ်ွယ်ယုံကြည်တဲ့မိသားစုဖြစ်တာကြောင့်သူဖခင်ကနတ်ဘုရင်မင်းကြီးအတွက်အလုပ်တွေအမြဲကူညီလှုပ်ဆောင်ပေးခဲ့ပါတယ်။တနည်းမှာတော့သူဖခင်နဲ့အခြားလူတွေဟာအတူဘတစ်ခုကိုကူညီလှုပ်ဆောင်ပေးခဲ့ပြီးနတ်ဘုရင်မင်းကြီးကိုကွယ်လွန်သူအတွက်ဆူတောင်းပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ထိုနည်းမှာယာဒီဥသူကတိတ်မဆိုးပြီးမြဲထူးဆန်းစွာနဲ့လီပင်းတွေတိုက်ခတ်လျက်နိုင်နေဝင်းဒီအလုပ်တီပြီးသွားတဲ့အခါနတ်ဘုရင်မင်းကြီးကိုအဖွားအိမ်ရဲ့အပေါ်ဆုံးထပ်ကိုပင်ဆောင်ခဲ့ပါတယ်။အပြင်းထွက်ဖို့ပြင်ဆင်နေချိန်မှာအိမ်ရပင်ဘက်ကလေတွေကရုတ်တရက်အားပြင်းစွာတိုက်ခတ်လာခဲ့ပါတယ်။သူတို့ဖွဲ့ဟာအရန်ပြင်ဘက်ကိုကြည့်လိုက်တဲ့အခါတစ်ပင်ကြီးအောက်မှာစံပင်ရှည်ရှည်နဲ့အဖြူရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရပါတယ်။သူတို့အားလုံး6လန့်တကြားနဲ့တကားကိုပြန်ပိတ်လိုက်တဲ့အချိန်မှာတကားကိုဒုံဒုံဒုံဆိုပြီးအချိန်များစွာလာခောက်ခဲ့ပါတယ်။ထူးဆန်းတာကတစ်ပင်ကြီးကတကားနဲ့အတော်လေးကိုဝေးပါတယ်။ဒါပေမဲ့တကားပိတ်လိုက်တာနဲ့တပြိုင်နက်တကားကိုတန်းလာခောက်ခဲ့တာဖြစ်ပါတယ်။သူတို့ဟာနတ်ဘုရင်မင်းကြီးကိုရှောက်ထားခဲ့ပြီးမှအဲ့ဒီအမျိုးသမီးဟာလက်စားချေဖို့လာတဲ့ဝိညာဉ်ထစ်ချောင်တိခဲ့ရပါတယ်။အဲ့ဒီအမျိုးသမီးဟာလက်ထပ်ပြီးကတည်းကမွေးကင်းစကလေးမရှိတဲ့အတွက်ရောက်ခမရဲ့နှိပ်စက်မှုကိုခံခဲ့ရပါတယ်။သူမဟာနေမကောင်းဖြစ်လို့အဖျားတက်နေတဲ့အချိန်မှာတော့ရောက်ခမကဘိုးဘွားပြည်ပင်အခန်းထဲမှာဒူးထောက်တောင်းပန်ခိုင်းခဲ့ပါတယ်။နောက်ဆုံးမှာရောက်ခမရဲ့စေကူတမှုမခံယူခိုင်းတာကြောင့်သူမဟာဆုံးပါသွားခဲ့ရပါတယ်။ဒီတော့အဲ့ဒီဝိညာဉ်ကအဖြစ်မှန်တွေကိုလာရောက်ပြောပြဖို့လာခဲ့တာဖြစ်ပါတယ်။နတ်ဘုရင်မင်းကြီးကအဲ့ဒီဝိညာဉ်ကိုအနက်ရောင်အလံပေးပြီးနေရာတစ်ခုကိုလမ်းညွှန်ပေးခဲ့ပါတယ်။တလလောက်ကြာတဲ့အခါမှာတော့ရက်ဆက်တဲ့ရောက်ခမကရုတ်တရက်ညတန်းကုံရဲမှာတစ်ပင်ကြီးအောက်ကိုသွားပြီးဒူးထောက်ကမှားပါတယ်လို့အော်ဟစ်တောင်းပန်နေခဲ့ပါတယ်။မိသားစုတွေကသူ့မကိုပြန်ခေါ်လာပြီးနောက်မှာတော့ကို့အရေးကိုတောင်ကြောက်လာပြီးတကူလုံးတုန်ညင်နေခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမဟာမီးမားလေးကိုဒူးထောက်ခိုင်းခဲ့တဲ့ဘိုးဘွားပြည်ပင်အခန်းထဲမှာလေဖြတ်ပြီးလေးကျသွားခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်တွေကိုကြားပြီးသူဟာမှော်ပညာနဲ့ပတ်သက်ပြီးလုံးဝမယုံကြည်ခဲ့ပါဘူး။ဒါပေမဲ့ကိုယ်တိုင်အဖြစ်အပျက်တစ်ခုကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့လုံးဝမပြောရတော့ပါဘူး။တခါတုန်းကသူနဲ့သူ့ချစ်သူကောင်းမလေးကအလီရှန်ကိုခရီးထွက်ဖို့စီစဉ်ခဲ့ကြပါတယ်။ဒါပေမဲ့လမ်းကအရန်ဝေးတာကြောင့်ဂျားကနေတညအိပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ဟာလမ်းတစ်လျှောက်မှာအခန်းရှာခဲ့ပြီးရှေးဟောင်းအိမ်ပုံစံမျိုးတဲခိုခန်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဓာတ်ပုံထဲမှာတော့ကောင်းပါတယ်။ဒါပေမဲ့တကယ်နေရာကလူသူကင်းမဲ့တဲ့နေရာမှာတည်ရှိနေခဲ့ပါတယ်။ညဘက်ရောက်တော့သူတို့နှစ်ယောက်ဟာဖိုက်စာလာတာကြောင့်အပြင်ထွက်ပြီးတခုခုဝယ်စားချင်ခဲ့ပေမဲ့လမ်းတွေကကျင်းပြီးမှောင်နေတာကြောင့်အပြင်ကိုမထွက်ဖြစ်ခဲ့ပါဘူး။ဒါနဲ့နီးစက်ရကြက်ကြော်ဆိုင်ကနေမှားယူလိုက်တဲ့အခါပစ္စည်းပို့ဆောင်ပေးတဲ့သူကသူတို့တဲခိုတဲ့နေရာကိုလုံးဝရှာမတွေ့ခဲ့ပါဘူး။နောက်ဆုံးတော့သူတို့နှစ်ယောက်ဟာဖုံးမီးနဲ့အပြင်မှာထွက်ပြခဲ့ရပါတယ်။မိနစ်30လောက်ကြာပြီးမှပစ္စည်းပို့ဆောင်ပေးသူရောက်လာခဲ့ပေမဲ့သူကကားကိုဝေးဝေးမှရပ်ပြီးသူတို့စီကိုမလာခဲ့ပါဘူး။သူကမြန်မြန်သွားယူပြီးပစ္စည်းပို့ဆောင်သူကိုဘာဖြစ်လို့လဲလို့မေးခဲ့ပါတယ်။အဲ့ဒီအခါပစ္စည်းပို့ဆောင်သူကဒီနေရာကတဲခိုခံဖြစ်နေပြီလားလို့မေးပြီးကြောက်ကြောက်ရွံ့ရွံ့နဲ့အမြန်ထပ်သွားခဲ့ပါတယ်။အဲ့ဒီညနေမှာသူဟာသူ့မိခင်နဲ့ဗီဒီယိုခေါ်ဆိုခဲ့ပြီးအဲ့ဒီတဲခိုခံအကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့ဒီခါသူကဒီလိုနေရာမျိုးမှာတရေပဲနေရပေါ်လို့စနှောင်ပြောဆိုခဲ့ပါတယ်။သူ့မိခင်ကတော့သူ့ကိုစကားအပူဒီမပြောဖို့တတိပေးခဲ့ပါတယ်။ထိုညမှာသူဟာအိမ်မက်တစ်ခုမှတ်ထဲပါတယ်။အဲ့ဒီအိမ်မက်ထဲမှာယောက်ျားတစ်ယောက်ကသူ့ကိုကြည့်ပြီးဆဲဆိုချိန်မောင်းနေခဲ့ပါတယ်။အေးရကနူးလာတဲ့အခါမှာတော့သူဟာအေးရေးပြက်လို့အိမ်မက်ဆိုမှတ်တာပဲလို့တွေးခဲ့ပြီးတိတ်အလေးမထားခဲ့ပါဘူး။ဒါပေမဲ့ခရီးကပြန်ရောက်ဒီတပက်လောက်ကြာတဲ့အခါသူဟာတမျိုးကြီးဖြစ်နေခဲ့ပါတယ်။အစားပိုင်းမှာတော့ကောင်းကောင်းမအိပ်နိုင်ပဲနောက်ပိုင်းမှာတော့နေတိုင်းတည်တော့မယ်လို့ခံစားလာခဲ့ရပါတယ်။ညဘက်မှာလည်းအိမ်နေရင်ရုတ်တရက်လန့်နိုးတာမျိုးနှစ်ပတ်နီးပါးဆက်တိုက်ဖြစ်ခဲ့ပါတယ်။သူငယ်ချင်းတယောက်နဲ့စကားပြောဖြစ်တဲ့အခါသူ့သူငယ်ချင်းကစိတ်မသက်မသာဖြစ်နေပြီးခေါင်းလေလည်းအယမ်းကြိုက်နေလေလို့ပြောခဲ့ပါတယ်။
သူ့သူငယ်ချင်းကသူ့ကိုဖျားเจ้าကိုတွားဖို့အကြံပေးခဲ့ပါတယ်ဒါပေမဲ့သူကတော့ဒါတွေဟာဖီအားတွေကြောင့်ဖြစ်တာလို့ပဲထင်နေစေပါပဲနောက်ပိုင်းမှာသူ့အခြေအနေကပိုပြီးဆိုးလာတဲ့အခါဆရာဝန်နဲ့တွားပြခဲ့ပါတယ်ဆရာဝန်ကသူ့ကိုစိတ်ဖိစီးမှုကြောင့်ဖြစ်ရတာလို့ပြောပြီးဆေးတောက်ခိုင်းခဲ့ပါတယ်ဒါပေမဲ့ဆေးကောက်ပြီးနောက်ပိုင်းမှာသူဟာပိုပြီးဆိုးလာကမတော်မတန်တွေရှောက်ပြော်နေခဲ့ပါတယ်သူမိခင်ကလည်းသူ့ရဲ့ချစ်သူကောင်မလေးစီကိုဖုန်းခေါ်ပြီးသူ့ကိုအိမ်ပြန်ခေါ်လာခိုင်းခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့နတ်ဘရင်မင်းကြီးရဲ့နန်းတာပေါင်အိုကအလိုအယောက်မိထတောက်ခဲ့တာကြောင့်ဖြစ်ပါတယ်နတ်ဘရင်မင်းကြီးကသူ့ခန္ဓာကိုယ်ထဲကိုတခုခုဝင်နေတာလို့ပြောခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကသူကဘာကြောင့်မှမသိဘူးအိမ်ကိုလုံးဝမပြန်ချင်ခဲ့ပါဘူး သူ့ချစ်သူကောင်မလေးကသူ့အခြေအနေကိုတနာပြီးအတင်းအကျပ်သူ့ကိုအိမ်ကိုဆွဲခေါ်သွားခဲ့ပါတယ်အိမ်ရောက်တော့သူ့မိခင်ကဖျားเจ้าကိုခေါ်သွားဖို့ကြိုးစားခဲ့ပေမဲ့သူကဘလို့မှမသွားချင်ခဲ့ပါဘူးဒါပေမဲ့နောက်ဆုံးမှာတော့အတင်းအကျပ်ဆွဲခေါ်သွားခဲ့ရပါတယ်သူဖျားเจ้าရောက်တာနဲ့သူဟာတတိလစ်သွားခဲ့ပါတယ်သူမိသားစုဝင်တွေကတော့သူဖျားเจ้าရောက်တာနဲ့ချက်ချင်းကိုလူတဖုံပြောင်းသွားပြီးသူ့ရဲ့ချစ်သူကောင်မလေးကိုအတင်းခေါ်သွားဖို့ချင်းချောက်ခဲ့တယ်လို့ပြောခဲ့ပါတယ်နတ်ဘုရင်မင်းကြီးကလည်းချက်ချင်းပိုင်ဆိုင်ပြီးသူ့ကိုအတင်းအကျပ်ဆွဲခေါ်ခဲ့ပါတယ်သူတတိပြန်ရလာတဲ့အခါဘုရင်မင်းကြီးကသူ့ချစ်သူကောင်မလေးကိုတဲခိုခန်းမှာတွားတဲခဲ့တဲ့အကြောင်းအရာကိုမေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ရဲ့စကားအပေါ်တွေကြောင့်ဒေသခံတရေဘီင်ကသူ့ကိုဒေါသထွက်နေခဲ့ကြောင်းနတ်ဘုရင်မင်းကြီးကရှင်းပြခဲ့ပါတယ်နတ်ဘုရင်မင်းကြီးကသူ့ကိုနောက်ဆုစကားအပေါ်တွေရှောက်မပြောဖို့အထူးမှာကြားခဲ့ပါတယ်သူ့ခန္ဓာကိုယ်ကဝိညာဉ်ဆန်တဲ့အရာတွေကိုပုံမဆွဲဆောင်နိုင်တယ်လို့ဆိုပါတယ်တခါတော့ကသူကတန်းဆွေးမှာကြောင်းတက်တုန်းကကြောင်းဘေးကတိုက်ခန်း3လွာမှာသူ့ရဲ့ချစ်သူကောင်မလေးနဲ့အတူတူနေထိုင်ခဲ့ပါတယ်သူ့အခန်းက4ပိန်လောက်ပဲရှိပြီးတိတ်မကျဲပါဘူးအခန်းထဲမှာပြတင်းပေါက်တစ်ချက်ရှိပေမဲ့အလင်းရောင်လုံးဝမဝင်ပဲหนีခင်းပတ်မီးမဖွင့်ရင်အခန်းထဲကအမှောင်ထုကလုံးဝကိုဖုံးလွှမ်းနေပါတယ်အဲ့ဒီချိန်တုန်းကသူကထူးဆန်းတဲ့အဖြစ်အပျက်တချို့ကိုကြုံတွေ့ခဲ့ရပါတယ်တနေ့နေ့လယ်ပိုင်းမှာသူတယောက်တည်းအခန်းထဲမှာအထုပ်တွေပြင်နေတော့ဖုန်းကိုဆောင်ထားပြီးတငယ်ချင်းနဲ့စကားပြောနေခဲ့ပါတယ်စကားပြောနေရင်တငယ်ချင်းကသူ့ကိုမင်းအခန်းထဲမှာတခြားလူတွေရှိသေးလားလို့မေးခဲ့ပါတယ်သူကငါတယောက်တည်းပါလို့ပြန်ဖြေခဲ့ပါတယ်သူ့တငယ်ချင်းကခဏလောက်တိတ်ဆိတ်သွားပြီးမှဒါပေမဲ့ငါအခုနကလူတယောက်ရဲ့တီးတိုးပြောနေတဲ့အတန်ကိုကြားလိုက်ရတယ်လို့ပြောခဲ့ပါတယ်သူချစ်သူကောင်မလေးအပြင်ထွက်တဲ့နေမှာသူလည်းအပြင်ထွက်ခဲ့ပြီးချစ်သူကောင်မလေးထဲစောပြီးအိမ်ပြန်ရောက်ခဲ့ပါတယ်သူအိမ်သားထဲဝင်လိုက်တာနဲ့အိမ်သားဖုံးကပိတ်လေအထံကိုတွေ့လိုက်ရပါတယ်သူကအပြင်မထွက်ခင်တိုက်မိတာထင်မဲ့သူထင်ခဲ့ပါတယ်ဒါနဲ့နောက်တနေ့အပြင်မထွက်ခင်အိမ်သားဖုံးကိုအပေါ်လန်ထားခဲ့ပါတယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါအိမ်သားဖုံးကပိတ်လေအစားကိုပြန်တွေ့ရပါတယ်ဒီလိုမျိုး3ရက်ဆက်တိုက်ဖြစ်ခဲ့ပါတယ်ပြီးတော့အိမ်သားတကားကအတွင်းကနေတောက်ခတ်ရတဲ့လက်ကင်ပုံစံဖြစ်နေပါတယ်ဒီနေ့မှာသူတယောက်တည်းအိမ်မှာရှိနေတော့ရေချိုးပြီးတကားဖွင့်ဖို့ပြင်ဆင်နေချိန်မှာတကားကိုဖွင့်လို့မရအောင်တောက်ခတ်ထားတာကိုတွေ့လိုက်ရပါတယ်နောက်ပိုင်းမှာသူဟာညဉ့်ညမ်းရုပ်ရှင်ဒီမှာမင်းသားကအတန်ကြားတာတောင်ဘာလို့ရှောင်ကြည်နေရတာလဲဆိုတာကိုသူကအမြဲတမ်းထူးဆန်းနေလို့တွေးခဲ့ပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကြုံတွေ့ရတဲ့အခါမှာတော့တကယ်ကိုလူတွေကဒီလိုပဲလုပ်တတ်ကြတာကိုသိခဲ့ရပါတယ်သူဟာအိမ်သားတကားကိုဖွင့်ဖို့ပြင်နေချိန်မှာအိမ်သားပြင်ဘက်ကနေဒုံဒုံဒုံဆိုပြီးကျဲလောင်တဲ့အတန်တကူထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကတကားကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ပေမဲ့အပြင်ဘက်မှာဘယ်သူမှရှိမနေခဲ့ပါဘူးအဲ့ဒီနောက်ပိုင်းမှာသူအားလည်းရဲ့အိမ်ပြန်ရောက်တဲ့အခါဒီအဖြစ်အပျက်တွေကိုသူ့မိသားစုကိုပြောပြခဲ့ပါတယ်သူကကျွန်တော်အခန်းထဲမှာပစ္စည်းတွေအမြဲတမ်းပြုတ်ကျနေတယ်လို့ပြောနေတော့ရုတ်တရက်အခန်းငယ်ထဲကနေဒုံဆိုပြီးအတန်းကျဲကြီးထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီချိန်မှာသူတို့3ယောက်စလုံးအံ့တော်သွားခဲ့ကြပါတယ်သူဦးလေးကချက်ချင်းထရက်ပြီးကြည့်ခဲ့ပါတယ်သူအတော်နဲ့အဖိုးကလည်းဘာအတန်လဲဘာလို့ဒီလောက်ကျဲရတာလဲဆိုပြီးအောက်ကိုဆင်းလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကဒါဆိုအဲ့ဒီတရေကလိုက်လာတာလားလို့တွေးလိုက်မိခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာသူတို့ဟာဖျားเจ้าကိုထပ်ထွားခဲ့ပါတယ်ဖီမင်းကြီးကတော့သူ့ကိုနီမင်းအဆောင်ဆောင်ထားဖို့အထူးမှာကြားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ခန္ဓာကိုယ်ကအမှန်တကယ်ပဲဝိညာဉ်ဆန်တဲ့အရာတွေကိုပုံမဆွဲဆောင်နိုင်တယ်လို့ဆိုပါတယ်ပြီးတော့အလင်းရောင်မဝင်တဲ့အခန်းမျိုးလေးဟာသူ့အတွက်မသိမ့်တော်ဘူးလို့လည်းပြောခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာအိမ်ပြောင်းခဲ့ပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေထပ်မံမဖြစ်တော်ဘူးလို့ဆိုပါတယ်
အခုဆိုရင်ရှေးခေတ်ကလေးကကဘာမှာရှိခဲ့တဲ့မောပညာဆန်တဲ့အရာ6မျိုးကိုဆက်ပြီးပြောပြပေးပါမယ်ပထမတစ်ခုကတော့ယန်ရှန်လို့ခေါ်တဲ့စုံးအတတ်ပညာပဲဖြစ်ပါတယ်ဒီအတတ်ပညာကိုတရုတ်ပြည်ရဲ့ရှေးအကျဆုံးစုံးအတတ်ပညာတွေကတစ်ခုလို့ပြောလို့ရပါတယ်ဒီစုံးအတတ်ပညာကိုပြုလုပ်သူကရန်သူရဲ့ပုံကိုတစ်သားနဲ့ထွင်းပြီးမွေးတက္ကရာတီရေးသားကရန်သူအိမ်ရဲ့မြေအောက်ဒါမှမဟုတ်ဂဒင်အောက်မှာခိုးဝှက်ညှုံနှံထားပါတယ်ရည်ရွယ်ချက်ကတော့ရန်သူကိုဖျားနာစေဖို့တည်စေဖို့ပဲဖြစ်ပါတယ်ဟန်မင်းဆက်ဝူဒီဘီရင်လက်ထက်တုန်းကကြောက်မက်ဖွယ်ကောင်းတဲ့စုံးအတတ်ဘီဟာဒီတစ်သားရုပ်ထုတွေနန်းတော်ထဲမှာတွေ့ရှိခဲ့ရကနေစခဲ့တာလို့ဆိုပါတယ် နောက်တစ်မျိုးကတော့ဂူလို့ခေါ်တဲ့အင်းဆက်မော်ပညာဖြစ်ပါတယ်ဒီမော်ပညာကိုရှေးအကြဆုံးနီးလန်အတိုင်းပြုလုပ်မယ်ဆိုရင်ကင်းရှည်များမွေတွေကင်းကြီးကောက်တွေဖားတွေပင့်ကူတွေကိုအိုးတစ်လုံးထဲမှာပိတ်လောင်ထားပြီးတကောင်နဲ့တကောင်ပြန်စားစေကနောက်ဆုံးချန်ရှိခဲ့တဲ့အင်းဆက်ကောင်ကဂူချစ်လာပါတယ်ဂူမှာအမျိုးအစားအများကြီးရှိပြီးလူခန္ဓာကိုယ်ထဲကိုဝင်ရောက်ပြီးဦးလန်းချောင်းတွေကိုဖြည်းဖြည်းချင်းဖျက်ဆီးပစ်ပါတယ်အကြောက်ဆုံးရွှေဘိုးကူဟာဆိုရင်လူကိုမာနန်စားသုံးပုံပဲပြီးရင်သူ့ကိုမွေးထားတဲ့သူတွေရဲ့မိသားစုတစ်စုလုံးကိုပြန်စားတတ်တယ်လို့ဆိုပါတယ်ဂူမော်ပညာပြုလုပ်ခြင်းဟာရှေးကတုန်းကဆိုရင်ပြစ်မှုကြီးတစ်ခုဖြစ်ပြီးတိုင်မင်းဆက်မှာဆိုရင်လေပင်းညစ်တက်ကမင်းမင်းဆက်နဲ့ချင်းမင်းဆက်မှာဆိုရင်ခေါင်းဖြတ်တတ်တဲ့အထိပြစ်ဒဏ်ချမှတ်ခံရပါတယ် နောက်ထပ်မော်ပညာဆန်တဲ့အရာတစ်မျိုးကတော့ဖန်ဟော်လို့ခေါ်တဲ့တစ်ပင်ဝိညာဉ်ဖြစ်ပါတယ်နှစ်ပေါင်း1000ကျော်တက်တန်းရှိတဲ့တစ်ပင်ကြီးရဲ့ထဲမှာနှဆိုးတွေရှိတတ်တယ်လို့ရှေးလူကြီးတွေကယုံကြည်ခဲ့ကြပါတယ်သူကအမီးမရှိတဲ့အမဲရောင်ခွေးတစ်ကောင်လိုပုံစံမျိုးနဲ့တစ်ပင်ရဲ့ဥတိုင်ထဲမှာနေထိုင်ပါတယ်တစ်ပင်ကိုခုတ်လိုက်တဲ့အခါတစ်ပင်ရဲ့ပင်စီကနေသွေးတွေပန်းထွက်လာမယ်ဆိုရင်အဲ့ဒီတစ်ပင်ထဲမှာနှဆိုးရှိနေတယ်လို့ဆိုပါတယ်နောက်တစ်မျိုးကတော့ဝမ်ရှန်လို့ခေါ်တဲ့ရေဘီလူတစ်မျိုးဖြစ်ပါတယ်သူကရေအနားမှာပုံအောင်နေပြီးအသက်ရှင်နေတဲ့လူတွေရဲ့ဝိညာဉ်တွေကိုစားသုံးရတာကိုနှစ်သက်ပါတယ်အကယ်၍မတော်စားရေဖဲကြပြီးတေဆုံးသွားခဲ့တဲ့သူတွေကိုအမြန်ပြန်မဆဲဘူးဆိုရင်သူတို့ရဲ့ဝိညာဉ်တွေကိုဝမ်ရှန်ကချက်ချင်းစားသုံးသွားပါလိမ့်မယ်နောက်တစ်မျိုးကတော့ဖူရှီလို့ခေါ်တဲ့မြေကြီးထဲမှာနှစ်ပေါင်းရာချီမြုပ်နှံထားပြီးပုတ်ဆွေးခြင်းမရှိတဲ့ရှီဟောင်းရုပ်အလောင်းဖြစ်ပါတယ်ဖူရှီဟာမြေအောက်မှာငြိမ်သက်စွာနေထိုင်ပြီးမြေကြီးရဲ့စွမ်းအင်တွေနဲ့လရောင်တွေကိုစုပ်ယူပါတယ်နောက်ဆုံးမှာတော့တဖြည်းဖြည်းနဲ့နတ်ဆိုးဖြစ်လာပါတယ်ရှေးခေတ်တုန်းကဂူဖော်သူတွေဟာဒီလိုရုပ်အလောင်းမျိုးကိုတူးဖော်ရမှာကိုအကြောက်ဆုံးဖြစ်ပါတယ်နောက်ဆုံးတစ်မျိုးကတော့ကြောက်ဟွန်းဖန်းလို့ခေါ်တဲ့ဝိညာဉ်ခေါ်အလံဖြစ်ပါတယ်အာတုဘအခမ်းအနားတွေမှာတည်ဆုံးသူရဲ့နာမည်နဲ့မွေးတက္ကရာတွေကိုရေးသားထားတဲ့အဖြူရောင်ဒါမှမဟုတ်အဝါရောင်အရှိလိုက်အဝတ်စာတွေကိုဝိညာဉ်ကိုပြန်ခေါ်ဖို့အတွက်အသုံးပြုကြပါတယ်ဒီလိုအလံတွေကိုစီကံချက်တွေအတိုင်းမှန်မှန်ကန်ကန်မလှုပ်ဆောင်ဘူးဆိုရင်မသင့်တော်တဲ့ဝိညာဉ်တွေကိုဖိတ်ခေါ်မိတတ်ပါတယ်အထူးသဖြင့်တည်ဆုံးသူရဲ့နာမည်နေရာမှာအသက်ရှင်နေတဲ့လူတစ်ယောက်ရဲ့နာမည်ကိုရေးသားမိတာကိုအရှက်ဆုံးဖြစ်ပါတယ်ဒီအဖြစ်အပျက်တွေနဲ့မော်ပညာတွေကိုကြည့်ခြင်းအပြင်လူသားတွေရဲ့ကဘာဟာမြင်နိုင်တဲ့အရာတွေထက်ပိုမူနက်နဲတယ်ဆိုတာကိုနားလည်လာနိုင်ပါတယ်ရှေးခေတ်ကလေးကရှိခဲ့တဲ့ယုံကြည်မှုတွေနဲ့ဒဏ္ဍာရီတွေဟာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအစွမ်းထက်တဲ့လျှို့ဝှက်ချက်တွေကိုဖုံးကွယ်ထားနိုင်ပါတယ်ဒီလိုမျိုးသဘာဝလွန်ဖြစ်ရက်တွေရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုနားလည်ခြင်းဟာကျွန်တော်တို့ရဲ့ဘဝကိုပိုမူပြည့်စုံစေနိုင်ပြီးအသိဉာဏ်ပိုမူရရှိစေနိုင်ပါတယ်